ဆက်အရွယ်တင်ရှင်မတယောက်ပါရှင်။ကျမရဲ့အမျိုးသားကမောင်နှမ၄ယောက်ထဲမှာအငယ်ဆုံးဖြစ်ပါတယ်ရှင်။အမျိုးသားနဲ့အသက်ကွာခြားချက်အများကြီးရှိတဲ့ရောင်းမ၃ယောက်လည်းရှိပါတယ်ရှင်။ရောက်ခမကတားကိုလူချင်းခဲ့ပေမဲ့သမီးတွေပဲဆက်တိုက်မွေးခဲ့ပါတယ်။နောက်ဆုံးမှအသက်ကြီးမှတားလေးရလာခဲ့တာပါ။ဒါကြောင့်ရောက်ခမကအမျိုးသားကိုအဲ့ဒီလောက်ထိအသေးရပြီးချစ်ခဲ့တာလို့ပြောကြပါတယ်။ရောက်ခမကွယ်လွန်သွားတဲ့အခါရောင်းမတွေကစောင့်နေခဲ့ကြသလိုမျိုးကျမအမျိုးသားကိုထမင်းကျန်းလို့သဘောထားပြီးဆက်ဆံခဲ့ကြပါတယ်။မင်္ဂလာဆောင်တော့ကလေတွေကသတို့သားဘက်ကလက်ဖွင့်ငွေတွေကိုအကုန်လုံးယူသွားခဲ့ကြပါတယ်။ဒါပေမဲ့ရောက်ခမအဖေကတော့အမျိုးသားကပဲအကုန်ယူသွားတယ်လို့ထင်နေခဲ့တာပါ။ကပျော်ပြောင်းပြီးရိုးအေးတဲ့အမျိုးသားကသူ့အမတွေရှိရောက်ရင်လှုပ်တောင်မလှုပ်ရဲတာမို့စိတ်ပြတ်ဖို့ကောင်းပါတယ်။မောင်လေးအမဲသားကြော်နဲ့ပြည်ရင်းကားပဲမှာလေ။ဒီဈေးကြီးလို့ဒီနှစ်တော့ခြံထားခဲ့တာပါ။အမေရဲ့ကန်တော့ပွဲမှာပြည်ချင်းကားနဲ့အမဲသားကြော်ကတော့မပါမဖြစ်တင်ရမှာပေါ့။အမေဘလောက်တောင်ကြိုက်ခဲ့တာလဲ။ကျမတို့လည်းထုတ်သွားအောင်ပါကို။နောက်ပြောင်တာမဟုတ်ပဲကန်တော့ပွဲပေါ်တင်တဲ့ပမာဏထက်ရမတွေကကန်တော့ပွဲပြီးလို့အစားအစာတွေအကုန်သိမ်းကျုံယူသွားမဲ့ပမာကပိုများတဲ့အတွက်အဲ့ဒါတွေအကုန်လုပ်ဖို့ဆိုရင်လူလဲပင်ပန်းတယ်လို့ပစ္စည်းဖို့ကလည်းမနှဲတာမို့ဒီနှစ်ကစပြီးခြံထားခဲ့တာပါ။ဆုံးတော့ရိုးရည်တဲ့အမျိုးသားကအရမတွေရဲ့တွန်းအားကိုမလွန်ဆန်နိုင်ပဲစတိုးဆိုင်ကိုသွားပြီးအများကြီးဝယ်လာခဲ့ပါတယ်။ကန်တော့ပွဲအတွက်ကုန်ကြစရိတ်ကိုလည်းတီးတန့်ထုတ်မပေးကြဘဲနဲ့တောင်းဆိုတာတွေကြတော့ဘာလို့အဲ့လောက်တောင်များနေရတာလဲအဲ့လိုနဲ့တနေ့မှာတော့ပွဲတော်ရက်မှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုပဲရောက်ခမအိမ်မှာစုစုပေါင်းတူနဲ့တူမနှုတ်ရောက်ရှိပါတယ်မူလာတန်းတက်နေတဲ့တူတူမတွေကိုတယောက်ကို1000စီပေးလိုက်တာအားလုံးကအတန်းကြီးတွေဖြစ်နေပြီဟာ10,000စီပေးရမှာပေါ့1000စီပဲပြင်ဆင်လာတာမို့10,000စီပေးဖို့ပတ်စံမရှိပါဘူးဒါဆိုအကောင့်နံပါတ်ပေးမယ်လွှဲပေးလိုက်ကက်စီနေပြီးတိတ်သားကပါလဲတူးတွေကိုမုံဖိုးပေးရတာအဲ့လောက်တော့နှမျောစရာကောင်းနေလို့လားအမေကန်တော့ပွဲအစားအစာနဲ့တင်အဲ့လောက်ကက်စီနေခဲ့တာကိုအဲ့ဒီနေရာတင်မဲ့တယောက်ကို300စီလွှဲပေးလိုက်ပါတယ်တကယ်ပဲမရီးတွေရှိမှဘာတစ်ခွန်းမှမဟရတဲ့အမျိုးသားလုပ်ပုံကိုကြည့်ပြီးယူသွားတော့မလို့ပါပဲရမတွေကစင်စင်ရဲရဲနေထိုင်ရတဲ့အခြေအနေမျိုးဆိုရင်တော့နားလည်ပေးလို့ရပါသေးတယ်အားလုံးကကိုပိုင်တိုက်ခန်းတွေနဲ့နိုင်ငံခြားဖြစ်ကားတွေစီးပြီးချမ်းချမ်းသာသာနေနိုင်ကြတဲ့သူတွေပါကျမကတော့ဒီအတိုင်းဆက်သွားလို့မဖြစ်တော့ဘူးလို့ထင်တာကြောင့်အယောင်မတွေကိုအပြက်ပြောလိုက်ပါတယ်နောက်ဆိုရင်တော့မိသားစုငွေစုစာအုပ်လုပ်ပြီးအဲ့ဒီထဲကပဲအသုံးပြုပါမယ်တာကြီးဖြစ်တဲ့သူကအကုန်လုံးသိပြီးပေးရမှာပေါ့ဘသူသဘောနဲ့ဖြစ်မှာလဲသဘောမတူရင်တော့ကျမကန်တော့ပွဲတွေအကုန်လုံးဖျက်ပစ်မှာပါဒါဆိုရင်တော့အကိုကပဲကန်တော့ပွဲကိုယူသွားလိုက်မလားပြီးတော့အစကတည်းကအားလုံးတူတူကန်တော့ပွဲပြင်ဆင်ကြမှာမဟုတ်ရင်တော့ကျမမလုပ်တော့ပါဘူးအစကတည်းကကန်တော့ပွဲဆိုတာအဲ့ဒီငါချွေးမပြင်ရတာပဲကျမအဲ့ဒါတွေထီတော့မသိဘူးအားလုံးတူတူမလုပ်ရင်မလုပ်ပါဘူးကလေးတွေမုံမိုးကိုလည်းကျမတို့ပေးချင်တယ်လို့ပဲပေးပါမယ်ကျမတို့လည်းချောင်ချောင်လဲလဲမရှိပါဘူးအတင်းကျပ်မလုပ်ပါနဲ့အားလုံးတေချာကြားတယ်မလားနောက်ဆိုရင်တော့အားလုံးချွေးမရဲ့သဘောတိုင်းလိုက်လုပ်ကြပါပြီးတော့နင်တို့ယူသွားတဲ့လက်ဖွဲ့ငွေတွေလည်းလေအတိုးနဲ့တကွအကုန်လုံးပြန်ပေးလိုက်ကြနင်ကတိတ်အောက်တန်းကြတာပဲအဖေကိုသွားတိုင်တာလားကျွန်တော်မဟုတ်ပါဘူးကျမပြောလိုက်တာပါရောင်မဘာသူပြောတာကဘာအရေးကြီးလို့လဲနင်တို့ကဘာမို့လို့လက်ဖွဲ့ငွေကိုယူသွားရတာလဲဘာမှမဟုတ်တဲ့ကောင်တွေကပြန်အန်ထုတ်လိုက်ကြစမ်းအဲ့လိုမျိုးပဲမှရှိလို့လေမင်းကဖယ်နေစမ်းတောင်းပန်ပါလေခင်ဗျာတေချာအကုန်ပြန်ရရဲ့လားဆိုတာငွေစုစာအုပ်ထိစစ်ဆေးမှမို့လို့နင်တို့အခုအထာအတိုးနဲ့တကွတေချာပေါက်ပြန်ပေးလိုက်ကြအဲ့ဒီလိုနဲ့ပဲလက်ဖွဲ့ငွေကိုမနှဲပြန်ရခဲ့ပါတယ်ရောက်ခမအဖေကိုကြောထောက်နောက်ခံပြုပြီးချိန်ချောက်လိုက်တော့မှရမ်းမတွေကဘာတစ်ခွန်းမှမပြောရတော့ပါဘူးကျမကိုအနိုင်ကျင့်တဲ့အချိန်တိုင်းမှာကျမရင်ထဲမှာပောက်ကွဲမတက်ခံစားရပြီးဒီလူကိုလက်ထပ်ခဲ့တာကိုကျမနောင်တရပါတယ်မလုပ်ခဲ့မိရင်ကောင်းမယ်ဒါပေမဲ့လည်းဒါကကိုယ်တိုင်ရွေးချယ်ခဲ့တဲ့သူဖြစ်လို့ကလေးရဲ့အဖေမို့လို့တေးခံရမယ်လို့ဆုံးဖြတ်ချက်ချရင်လည်းတောင်အချိန်တွေပြန်လှည့်လို့ရရင်တော့မင်္ဂလာမဆောင်ကျင်တော့ပါဘူး